အိန္ဒိယကိုဘုရားဖူးရောက်တော့ဂျိမ်းဘာသာဝင်တို့ရဲ့အကြောင်းကိုသွားရောက်ပြီးတော့လေ့လာဖြစ်တယ်ဂျိမ်းဘာသာဟာခရစ်တော်မပေါ်မီ600စုဝါဒမနမဟာဝိဟာရဟိန္ဒူဘာသာနဲ့ခွဲခြား၍ထူထောင်သောဘာသာတစ်ရပ်ဖြစ်တယ်အိန္ဒိယနိုင်ငံအလယ်ပိုင်းနဲ့မြောက်ပိုင်းမှာကိုးကွယ်သူများပြားရှိတယ်ကမ္ဘာပေါ်မှာကိုးကွယ်သူ1 သန်းခွဲခန့်လည်းရှိတယ်ဂျိမ်းဘာသာကိုတည်ထောင်တဲ့သူမဟာဝီရခေါ်နိဂန္ဓနာရဗုဒ္ဓကိုဘက်ဆာရနယ်နဲ့ခရစ်တော်မပေါ်မီ999ခုနှစ်မှာဖွားမြင်အသက်42နှစ်မှာဉာဏ်အမြင်ရတယ်ဆိုပြီးတော့နှစ်30ခန့်တရားဟောပြီးတော့နှိစ္စရောက်သွားတယ်ရုပ်ထုကိုယ်ွယ်ရာမထားခဲ့ဘူးကံနဲ့ဘဝတည်ဖြစ်ပေါ်မှုကိုလက်ခံတယ်ဒီကံပိတာနဲ့ဆွိကံပိတာဟူ၍လည်း2မျိုးကွဲကြတယ်ဂျိမ်းဘာသာဟာအိန္ဒိယနိုင်ငံမှာကိုယ်ွယ်ကျင့်သုံးကြသောဘာသာတစ်မျိုးဖြစ်ပြီးတော့တတ္တဝါအလုံးအကျဉ်းမဖက်ရေးလမ်းစဉ်ပေါ်မှာအခြေခံထားတယ်၎င်း၏အတွေးခေါ်နှင့်ကျင့်စဉ်များမှာကိုယ်အားကိုယ်၍မိမိရဲ့စိတ်ဝိညာဉ်ကိုမြင့်မြတ်ရာသို့ရောက်ရှိစေရန်လွန်မြောက်ရန်အတွက်အဓိကထားတယ်မိမိကိုယ်တွင်းရှိရန်သူကိုအောင်နိုင်ပြီးကြီးမြတ်သောအဖြစ်ကိုရောက်ရှိသောစိတ်ဝိညာဉ်ကိုဂျိမ်းဘာသာမှာကြီးနာလို့သို့မဟုတ်အောင်မြင်သူအောင်နိုင်သူတို့ခေါ်တယ်ဂျိမ်းဘာသာကိုရှာမနကိုအားကိုယ်တရားသို့မဟုတ်နာဂရန္တာအတွေ့အတာမဲ့တရားဟုရှေးခေတ်ကျမ်းစာများမှာညွှန်းဆိုလေရှိတယ်ဂျိမ်းဘာသာအထွတ်ထိပ်သို့ရောက်စီသောသူမှာဗုဒ္ဓနှင့်ခေတ်ပြိုင်မဟာဝီရလို့ခေါ်တဲ့နိဂန္ဓနာရဗုဒ္ဓဖြစ်တယ်ဂျိမ်းဘာသာဝင်တို့သည်တိရစ္ဆာန်များကိုညှဉ်းပန်းမှုတပ်ဖြတ်မှုမဖြစ်ရအောင်ထွန်းရက်စိုက်ပျိုးသည့်အသက်မွေးဝမ်းကြောင်းမှုကိုမပြုဘဲကုန်သည်စီးပွားရေးကိုပဲစောင့်ချလောက်ကင်ကြသောကြောင့်ကျွဲဝချမ်းသာကြပြီးအသိပညာရှင်အမှုပညာရှင်များဖြစ်ကြတယ်အုပ်ချုပ်သူအာဏာပိုင်လှုပ်ချင်းသည်လူနှင့်တိရစ္ဆာန်ကိုညှဉ်းပန်းရာကြသည်လို့ဆိုပြီးဂျိမ်းဘာသာဝင်များသည်အုပ်ချုပ်သူဖြစ်အောင်မကြိုးစားခြင်းကြောင့်ဂျိမ်းဘာသာသည်ခေတ်ဆက်ဆက်ဘုရင်များ၏ချီးမြှောက်ခြင်းကိုမခံခဲ့ရ၍သာသနာပြန်ပွားမှုနှုံအားနည်းခဲ့ပြီးလူနည်းစုသာသနာသာဖြစ်ခဲ့ရတယ်ဒီနေရာမှာတခုတတိထားရမှာကသူတို့ရဲ့ဂျိမ်းဖျားတွေရဲ့ပုံစံသည်ဗုဒ္ဓဖျားရှင်နဲ့ခက်ဆင်ဆင်တူတယ်သို့တော်လည်းပဲသူတို့ရဲ့ရုပ်ပွားတော်တွေမှာရင်ဘက်မှာဆက်ကြတော်၎င်းလက်ပွားမှာဆက်ကြတော်၎င်းပါနေတယ်ဆိုရင်ဒါသူတို့ရဲ့ဖျားတွေပဲဖြစ်တယ်ဗုဒ္ဓဖျားရှင်နဲ့မှားပြီးတော့မကိုးကွယ်မိဖို့အရေးကြီးပါတယ်အားလုံးပဲဘုဒ္ဓတိုးလို့ရှင်လန်းချမ်းမြေ့ကြပါစေ